Hello မင်းဝယ်ချင်နေတဲ့အဲ့ဒီဖုန်းအသစ်ကမင်းကိုပတ်သက်ပန်ရှာပါပြီမလားဒါမှမဟုတ်မင်းအိတ်ကလေးကပတ်သက်ကိုပန်ကုန်ချေပါလားအဲ့ဒါကိုရင်သိမ်းစားလိုက်အောင်ငါတို့ရင်အမှားဆုံးကလူများကြီးကောင်းဖို့ဝေပြတာကိုင်ပြတာအဲ့ဒါပါပဲအဲ့ဒါကို liability အကျွေးသွလို့ခေါ်တယ်ဝေးပြရတဲ့တန်ဖို့ကြားတာပြည့်သေးတွေပေါ့တကယ်လို့မင်းချမ်းသာခြင်းအဆက်ပိုင်သိမ်းဖို့အရင်ဝေသင့်ပါမင်းကိုတိုးတက်တဲ့ skill တွေရှင်းနေမုန်းနေမှုတွေကိုအရင်ဝေသင့်ပါကိုယ့်ကိုအရင်မေ့ကြည့်လိုက်အောင်ဒီပြည့်စည်ဟာမင်းကိုတင်ဖို့ရှိစေမှာလားစိုးရိမ်စေမှာလားအဲ့ဒါကိုအရင်သိစားရတယ်အဲ့ဒါကိုသိစားရမှာဒီနေ့အတွက်ရောမင်းဘာဆက်တဲ့ဝေပြီးပြီလဲ comment မှာရေးခဲ့လိုက်အောင်ဒီလိုဗီဒီယိုတွေဆက်ကြည့်ချင်းကျွန်တော် YouTube channel ကို subscribe လုပ်ထားပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်